ကျွန်တော်မတော်တဆနဲ့မော်မျက်နှာဖုံးတစ်ခုရခဲ့တယ်အဲ့ဒီမျက်နှာဖုံးကိုတတ်လိုက်တာနဲ့တပြိုင်နက်ကျွန်တော်ရဲ့ရုပ်သွင်းပြင်ကတခြားလူတစ်ယောက်ဖြစ်ချက်ချင်းပြောင်းလဲသွားတော့တာပဲအဲ့ဒီနောက်မှာတော့မျက်နှာဖုံးစီကအတန်ကြားလိုက်ရတယ်ကျွန်တော်မြင်ဖူးသမျှဘသူပုံစံမဆိုပြောင်းလဲလို့ရတယ်ဒါဟာဖျားသခင်ပေးတဲ့လက်ဆောင်ပဲလို့ကျွန်တော်နားလည်လိုက်တယ်အဲ့ဒါနဲ့ကျွန်တော်ဟာချမ်းသာတဲ့ဇနီးမောင်နှံနှစ်ယောက်နောက်ကိုသူတို့နေတဲ့ဘီလာအင်ယာဝင်းအထိတိတ်လေးလိုက်သွားခဲ့တယ်သူတို့ကိုကြည့်နေရင်လွန်ခဲ့တဲ့မိနစ်ပိုင်းကဖြစ်ရကိုတတိယမိသွားတယ်လမ်းဘေးမှာမိမိဖြတ်ပြီးတဲ့သူတို့ကလေးကိုမတိုက်မိအောင်ကျွန်တော်ရှောင်လိုက်ရလို့လဲကျသွားခဲ့တာဒါပေမဲ့သူတို့ကသူတို့ကလေးလန့်သွားတယ်ဆိုပြီးကျွန်တော်စီကနေလော်ကြီးဒေါ်လာ1000တောင်းခဲ့ကြတယ်သူတို့ရဲ့အထက်တန်းဆန်တဲ့အဝတ်စားတွေကိုကြည့်ပြီးကျွန်တော်မပြိုင်ချင်တာနဲ့ပါသမျှပတ်စံ1300ကိုပဲပေးလိုက်ရတယ်သူတို့ကပတ်စံကိုဆွဲယူပြီးကျွန်တော်ကိုလူဆင်းရဲဆိုပြီးလှောင်ပြောင်ပြီးထွက်သွားခဲ့ကြတာအဲ့ဒီအချိန်မှာပဲအဲ့ဒီလူရဲ့တတိစီကဖုံးလာပြီးရုံးမှာအချင်းပိုဆင်းဖို့ခေါ်လိုက်တယ်အခွင့်အရေးကိုလက်မလွတ်ပဲကျွန်တော်ဟာအဲ့ဒီအမျိုးသမီးရဲ့ခင်ပွန်းပုံစံချက်ချင်းပြောင်းလိုက်တယ်အမျိုးသမီးကတကားပိတ်ပြီးနားတော့မဲ့အချိန်မှာကျွန်တော်ကိုမြင်တော့အံ့ဩသွားတာပေါ့ကျွန်တော်လည်းစိတ်ကိုအေးထားပြီးအချိန်ပိုဆင်းစရာမလိုတော့လို့ပြန်လာတာလို့ပြောပြီးအိခန်းထဲတန်းဝင်သွားလိုက်တယ်ပြီးတော့အန်ဇွဲကိုဖွင့်ရွှေတွေကိုရှာဖွေပြီးဒါဟာငါအတွက်လျော်ကြီးပဲလို့တွေးနေတော့အမျိုးသမီးကအခန်းထဲဝင်လာပြီးခလီးအိပ်ပျော်သွားပြီးအပြင်မှာညစာသွားစားရအောင်လို့လာခေါ်တယ်ကျွန်တော်တုံလှုပ်သွားပြီမဲ့နောက်ကျသွားပြီလေနောက်နေ့မှာတော့အဲ့ဒီရွှေတွေကိုပိတ်ဆံလဲလိုက်တယ်အဲ့ဒီအချိန်မှာပဲ delivery gate manager ကဖုန်းဆက်ပြီးအလုပ်မလာလို့စိတ်ဆူတော့တာပဲဒီ manager ကကျွန်တော်လစာကိုအမြဲတမ်းမတရားဖြတ်လိရှိတာကိုသတိရပြီးကျွန်တော်ကနေမြေကန် manager ကြီးရဲ့ပုံစံပြောင်းလိုက်တယ် gate manager ကသူ့အထက်လူကြီးကိုမြင်တော့ပြားတယ်လဲနှုတ်ဆက်တာပေါ့ကျွန်တော်ကလည်းသူ့ကိုအကြီးအကျယ်မောက်နှမ်းပြီးမတရားဖြတ်ထားတဲ့လစာတွေအကုန်ပြန်ပေးဖို့ခိုင်းလိုက်တယ်သူလည်းချက်ချင်းပဲစီစဉ်ပေးလိုက်တာကြောင့်ဒေါ်လာ3000ရလိုက်တယ်ပြီးတော့နောက် delivery သမားတွေကိုမတရားမနှိပ်စက်နဲ့လို့ဆုံးမခဲ့ပြီးသူကလည်းရိုးသေးပဲဂတိပေးခဲ့တယ်အိမ်ပြန်ရောက်တော့လူတစုကတကားလာခောက်တယ်ကျွန်တော်မိဘတွေကအတိုးကြီးတဲ့အကျွေးတွေယူထားလို့ဒီနေ့အကြေဆက်ရမယ်လို့လာပြောကြတယ်ကျွန်တော်ဘာမှမသိပေမဲ့ဒါဟာလူလိမ်နေမှရိမ့်မိလိုက်တယ်ဒါပေမဲ့ပြေးစရာလမ်းမရှိတာနဲ့ပတ်စံရှာဖို့အချိန်ခဏတောင်းပြီးသူတို့ကိုလူစုခွဲလိုက်တယ်ခေါင်းဆောင်ဖြစ်သူကသူ့လူတွေကိုကျွန်တော်ကိုစောင့်ကြည့်ခိုင်းပြီးထွက်သွားတဲ့အချိန်မှာကျွန်တော်ကအောက်ထပ်ကအိမ်နီးချင်းစီပတ်စံသွားချီးတယ်လို့နဲ့ခေါင်းဆောင်ရဲ့ပုံစံပြောင်းလိုက်တယ်ပြီးတော့သူ့တပည့်တွေကိုခေါ်ပြီးတခြားအိမ်တက်အိမ်မှာအတွေးသွားတောင်းဖို့ခိုင်းလိုက်တယ်မထင်မှတ်ထားတာကသူတို့ခေါ်သွားတဲ့အိမ်ကကျွန်တော်အိမ်ရှင်ရဲ့အိမ်ဖြစ်နေတာပဲအိမ်ရှင်ကအတွေးတသန်းလောက်တင်နေလို့ကျွန်တော်စီကအိမ်လစာကိုလတိုင်းပူးတောင်းနေတာကိုနောက်လဆိုရင်6လစာကြိုးပေးရမယ်မပြီးရင်နှင်ထုတ်မယ်လို့တောင်ကြုံဝါနေတဲ့လူကျွန်တော်လဲဒေါသထွက်နေသူ့ကိုပညာပေးလိုက်ပြီးပိုင်ဆိုင်မှုတွေအကုန်သိမ်းကနောက်ထပ်ပေးရမယ့်အတွေးကိုမနှက်ဖြန်အပီးပေးဖို့ပြောခဲ့တယ်ဒါကိုအင်ရှင်ကဒေါသထွက်ပြီးရဲစခန်းမှာတွားတိုင်လိုက်လို့လူမိုက်ခေါင်းဆောင်လဲထောင်ထဲရောက်သွားတော့တာပေါ့ဒီလိုနဲ့ကျွန်တော်ဟာသူတို့ကိုထိုက်တန်နဲ့ပြက်တန်နဲ့ပေးနိုင်ခဲ့ပါတယ်